လုံးမင်္ဂလာပါကျွန်တော်အမျိုးရီပြီးခဲ့တဲ့တစ်ပတ်ကကျွန်တော်699 main ဆိုပြီးတော့ကျွန်တော်စီမာလာတောင်းတဲ့သူတွေအကုန်လုံးကိုပေးခဲ့လိုက်တာအားလုံးသိပါပဲအလေးလုံးလေးတစ်လုံးကတ်လွယ်ပြီးတော့6နှစ်9ဆိုပြီးထွက်သွားခဲ့တာပါဒါကိုကြည့်မယ်ဆိုရင်ကျွန်တော်ရဲ့ plugin ကဏ္ဍနေဘယ်လောက်ထိနီးစပ်နေပြီလဲဆိုတာခန့်မှန်းလို့ရမှာပါဒီတစ်ပတ်မှာတော့လုံးဝအမားမခံတော့ပါဘူးအပိုင်းဩကွက်တွေကျွန်တော်ထပ်ပြီးပေးအောင်ပါအဲ့ဒါမတိုင်ခင်ကျွန်တော်တခုပြောချင်တာလေးတခုရှိပါတယ်ကျွန်တော်စီမှာ 3D ကို900စနဲ့အခုပေါက်အခုထုတ်စနစ်နဲ့စိတ်ချလက်ချလာရောက်ပြီးလို့ကန်ဆန်းလို့ရနေပါပြီကဲအရင်ဆုံးထိုင်းမှာလက်ရှိဟော့နေတဲ့ဗီနန်တွေကိုပြောပြပါမယ်မှတ်ထားပေးကြပါဦးထိုင်းမှာဟော့နေတဲ့ဗီနန်တွေက333 ပြီးတော့922တို့ပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်ပေးချင်တဲ့ကဏ္ဍကအခုမှလာပါနော်ဒါကဟောကဏ္ဍနဲ့ယူပြသွားတာပါကျွန်တော်ပေးချင်တဲ့ကဏ္ဍပေါ့နော်ဒီတစ်ပတ်တော့ကျွန်တော်ပေးချင်တဲ့ကဏ္ဍတွေဆိုတော့439 564 900ခွန်ရှိရှိ642ပြီးရင်ခွန်ပြီးရင်900ဒါရီဖြစ်ပါလေအရင်ဘက်ကလိုမျိုးတီးကြတဲ့ main network ကိုတော့ကျွန်တော်စီမှာ 2D ဒါမှမဟုတ်ရင် 3D လာရောက်ပြီးတော့9000စုစုပေါင်း9000ကျပ်ဖို့သို့မဟုတ်9000ကျပ်ဖို့နဲ့အထက်တန်ဆန်းမဲ့သူတွေကိုပဲတီးတက်လက်ဆောင်လေးနဲ့ပြီးတော့မှာဖြစ်ပါလေmain network ကိုအပိုင်းထိုးကျင်နေဆိုရင်တော့အခုပဲကျွန်တော် Wii U မှာပေးထားတဲ့ Viber ဖုန်းနံပါတ်ကိုအမြန်ဆုံးလာရောက်ဆက်သွယ်ပြီးတော့ 2D သို့မဟုတ် 3D လာရောက်ကန်ဆန်းကြဖို့ဖိတ်ခေါ်လိုက်ရပါတယ်ဗျဘာဖြစ်လို့ကျွန်တော်စီမှာလာထိုးတဲ့သူတွေကိုပဲတီးမှလဲဆိုတော့main quest ဆိုတော့ 3D ကဏ္ဍကဟောလို့ရှိရင်ထိုးမရတတ်တာမလို့ပါကျွန်တော်စီမှာလာရောက်ပြီးတော့ကန်ဆန်းရင်းနဲ့ကျွန်တော်ရဲ့အထူး main all quest network ကိုလာရောက်ပြီးတော့ရယူလိုက်ပါပြုတ်